တပတ်မှာတော့ဖျားရှင်ဟာဒီနေရာကနေထွက်ခွာတော့မယ်အကြောင်းအားလုံးကိုနှုတ်ဆက်စကားဆိုနေခဲ့ပါတယ်စွာတိကတင်ထွက်ခွာသွားခဲ့ရင်ကျွန်ုပ်တို့ကိုဘသူကလမ်းညွန်ပြသမှုတွေလုပ်ပေးမှလဲလို့ဆိုတဲ့အခါမှာဖျားရှင်ကရေကန်ထဲကိုခဲတလုံးပစ်ချလိုက်ရင်လှိုင်းချက်ခွတ်လေးတွေအစင်စင်ပြန့်နှံ့သွားသလိုဖျားရှင်ရဲ့တရားစကားတွေကလည်းဒီသဘောနဲ့အားလုံးရဲ့စိတ်ထဲမှာအမြဲတည်နေမှာပါလို့ဆိုခဲ့ပါတယ်သူဇာတာကအရှင်ကိုညံလင်းရရှိသူလို့ခေါ်ဆိုနိုင်ပါသလားလို့မေးလိုက်ရမှာဖျားရှင်ကခေါင်းညှိကဝန်ခံတော်မူလိုက်ပါတယ်ဒါကြောင့်သူဇာတာကညံလင်းရသူကိုဗုဒ္ဓလို့ခေါ်ဆိုကြတယ်ဒါကြောင့်တင့်ကိုဗုဒ္ဓမြတ်စွာဘုရားလို့ခေါ်ဆိုခွင့်ပြုပါလို့ဆိုခဲ့ပါတော့တယ်စွာတိကလည်းအရှင်ဘုရားညံလင်းရခဲ့တဲ့ညောင်မေအိုကြီးကိုဘော်ဒီဗုဒ္ဓလို့ခေါ်ဆိုခွင့်ပြုပါလို့ခွင့်တောင်းခဲ့ပါတယ်အဲဒီနောက်ဘုရားရှင်ကရှားပွေတွေ့ရှိခဲ့တဲ့အန်ဒီမှာတရားတွေဟာတင်စီထားဖို့မဟုတ်ပဲကမ္ဘာလူသားအားလုံးကိုမျှဝေဖို့ဖြစ်တယ်လို့ဆိုကာထွက်ခွာဖို့ဟန်ပြင်လိုက်ပါတယ်စွာတိကကျွန်ုပ်တို့ထပ်ပြီးတော့မတွေ့နိုင်တော့ဘူးလားဆိုပြီးမျက်ရည်တွေနဲ့မေးတော့ဘုရားရှင်ကအားလုံးနဲ့တနေ့ပြန်တွေ့ဖို့ဂရီပေးကြောင်းနဲ့ဥရဝေလာတောကိုတေချာပေါက်ပြန်လာရအောင်ပါလို့ဆိုကာထွက်ခွာလာခဲ့ပါတော့တယ်ဘုရားရှင်ခီးဆက်လာခဲ့တဲ့လမ်းခုလက်တနေရာမှာတရားကျင့်နေတဲ့ယတိတစ်ပါးကိုမြင်လိုက်ရတာကြောင့်အဒီနာကကြောက်တုံးတစ်ခုပေါ်ထိုင်ချကစောင်းဆိုင်နေလိုက်ပါတယ်ဘုရားရှင်ရောင်ကြီးတော်ကြောင့်ယတိကြီးမျက်လုံးဖွင့်ကြည့်လာခဲ့ပြီးတော့တင်ဘသူလဲလို့မေးတဲ့အခါမှာတိတ်တထဂေါရမဖြစ်ကြောင်းပြန်ဖြေခဲ့ပါတယ်ယတိကြီးကတင့်မျက်နှာကရောင်ကြီးတွေဖြာထွက်နေပါလားဘယ်လိုကျင့်စဉ်မျိုးကိုကျင့်ခဲ့ပါလဲလို့မေးရမှာဘုရားရှင်ကလွတ်မြောက်ရာလမ်းကိုရောက်ရှိစေတဲ့ကျင့်စဉ်ကိုကျင့်ခဲ့ပြီးပြီလို့ဆိုခဲ့ပါတယ်ယတိကြီးကဝမ်းသာအားရနဲ့ဒါဆိုရင်တင့်ရဲ့ဆရာသခင်ကဘသူလဲလို့မေးရမှာရှင်ကောတိန်ညရှင်ကာလာမားနဲ့ရှင်ပုဒ္ဒရာတို့စီမှာတပည့်ခံခဲ့ဘူးကြောင်းပြောခဲ့တာပါယတိကြီးကအဲ့ဒီသုံးစလုံးကိုကျွန်ုပ်သိပါတယ်ရှင်ကာလာမားနဲ့ရှင်ပုဒ္ဒရာတို့ကတော့ဆုံးပါသွားခဲ့ကြပါပြီရှင်ကောတိန်ညကတော့သူ့ရဲ့နောက်လိုက်တွေနဲ့ကာရှီမြို့အနီးမှာသတင်းသုံးနေပါတယ်ဒါပေမဲ့ကျွန်ုပ်သိချင်တာကဘသူကများလွတ်မြောက်ရာလမ်းကိုညွှန်ပြခဲ့တာလဲလို့မေးလိုက်ပါတော့တယ်ဘုရားရှင်ကဒီကျင့်စဉ်ကိုကိုယ်တိုင်ရှားပွေတွေ့ရှိခဲ့ကြောင်းနဲ့ဆရာမရှိပဲအလုံးစုံသောတရားတွေကိုထိုးထွင်းသိမြင်နိုင်ခဲ့ကြောင်းဆိုခဲ့တာပါယတိကြီးကသင်လိမ့်ညာနေတာပဲသင်ပြပေးတဲ့ဆရာမရှိပါဘဲနဲ့ဘယ်နည်းနဲ့မှညံလေးမရနိုင်ပါသင်ကမိမိရဲ့ဆရာကိုယ်တော်ဖုံးကွယ်ထားတဲ့သူပဲလို့ပြောပါတော့တယ်ဘုရားရှင်ကအနတ္တသဘောနဲ့အမှန်တရားကိုမိမိကိုယ်တိုင်ရှာဖွေမှပဲတွေ့ရှိနိုင်ကြောင်းဟောပြတဲ့ခါမှာယတိကြီးကသင်ကဝေဒကျမ်းနဲ့တခြားသောကျမ်းတွေကိုပယ်ကျင်တာလားဒီလောက်လွယ်ကူရိုးရှင်းနေယသိတွေသူတော်စင်တွေကဘာလို့တပွားလုံးတရားထိုင်နေကြပါလဲကျွန်ုပ်ကနည်းနည်းအေးပေးလိုက်တာနဲ့သင်ဟာဆရာသခင်ကြီးလို့တရားဟောကျင်တော့တာပဲလို့ဆိုခဲ့တာပါအရင်တော့ဘုရားရှင်ဟာယသိကြီးကိုရှင်ကောတိန်ညရဲ့နေထိုင်ရာကိုညွှန်ပြပေးတာအတွက်ကျေးဇူးတင်ကြောင်းပြောကာဆက်လက်ထွက်ခွာလာခဲ့ပါတော့တယ်ရှင်ကောတိန်ညရဲ့ယသိများတရားရှုမှတ်နေကြစဉ်ယသိတစ်ပါးကကျွန်ုပ်ဘာကြောင့်များအချိန်ကြာမြင့်စွာတရားမထိုင်နိုင်ရတာပါလဲလို့မေးလာခဲ့ပါတယ်ရှင်ကောတိန်ညကအာယုံကိုစူးစိုက်ပါပြန်ကျဲနေတဲ့ကာဥစားတွေနဲ့မိမမွေးနိုင်တာကြောင့်တစ်ကိုင်းတစ်ခုလိုကျင့်ကြံရမယ်လို့ဆိုခဲ့ပါတယ်အဲ့ချိန်မှာပဲဘုရားရှင်အကြောင်းဝင်းထဲကိုလမ်းဝင်လာတာကိုအားလုံးမြင်လိုက်ကြပြီးတော့ကိုရောင်ကိုဝါတွေထွန်းလင်းနေတဲ့ကိုတော်တစ်ပါးပါလားဆိုပြီးအန်အော်ကြီးတွေဖြစ်ကုန်ကြပါတယ်ရှင်ကောတိန်ညကအနီးကပ်ပြီးကြည့်လိုက်ရမှာတိတ်တထဆိုတာကိုမှတ်မိသွားခဲ့တာကြောင့်တင်ပါကြောင့်ဒီကိုရောက်လာတာလေလို့မေးလိုက်ပါတယ်ဘုရားရှင်ကလွတ်မြောက်ရာလမ်းနဲ့ညံလင်းရမယ်ကျင့်စဉ်ကိုရှာတွေ့ခဲ့ကြောင်းနဲ့ယသိအားလုံးကဘုရားရှင်ပေါ်မှာကျေးဇူးရှိတာကြောင့်ရောက်လာခဲ့ခြင်းဖြစ်တဲ့အကြောင်းကိုပြောခဲ့ပါတယ်ဒါမဲ့ကောတိန်ညကတင်ဟာကျင့်စဉ်ကိုလက်လျှော့ခဲ့ပြီးအစားတောက်ပြန်စားခဲ့တယ်တာမန်လူတွေနဲ့လည်းရောနှောနေထိုင်နေဘလို့များညံလင်းကိုတွေ့နိုင်ပါလဲလို့ပြန်မေးခဲ့ပါတယ်ဘုရားရှင်ကကောတိန်ညအနေနဲ့ငယ်စဉ်ကလေးကဟောကိန်းတွေကိုကြားဘူးနေခဲ့တာဖြစ်ပြီးတော့ယနေ့မှာတော့အတုမရှိတဲ့ညံလင်းပိုင်ရှင်ဖြစ်လာခဲ့ပြီဖြစ်ကြောင်းနဲ့ရှင်ကောတိန်ညအနေနဲ့မယုံကြည်သေးရင်တမာရိညံကိုသုံးပြီးကြည့်ရှုပါလို့ဆိုခဲ့ပါတယ်ရှင်ကောတိန်ညမျက်လုံးကိုမိတ်ကတမာရိညံနဲ့ရှုမြင်ကြည့်ရမှာဟိမဝနာတောင်ပေါ်မှာရောင်ကြီးတော်ကိုမျိုးနေတဲ့ဗုဒ္ဓဘုရားရှင်ရဲ့ပုံတော်ကိုဖူးမြင်လိုက်ရပါတယ်အဲဒီတော့မှတကယ်ယုံကြည်သွားခဲ့ပြီးပြင်စဝက်ကြီး၅ပါးတို့ဟာဘုရားရှင်ရဲ့ခြေဆောင်ကိုဥခိုက်ရှစ်ခိုးကြပါတော့တယ်